အခုတစ်မှာပြဿနာအတစ်တစ်ခုရှိလာတယ်။ကူတစ်တာဆိုင်တွေမှာအဆင့်မြင့်တစ်တာတွေအရန်ရှာတယ်။အပြာရောင်တစ်တာတော့နည်းနည်းလေးပဲရှိတယ်။ပိုစွမ်းအားကြီးတဲ့ခရမ်းရောင်တစ်တာဆိုရင်တစ်လုံးမှတော့မတွေ့ရဘူး။ခရမ်းရောင်နဲ့အထက်တစ်တာတွေကိုအင်အားကြီးအဖွဲ့အစည်းတွေကအကုန်သိမ်းထားကြတယ်။သူတို့မှာတစ်တာဖွင့်ဖို့တက်တန်းမလုံလောက်ရင်တောင်ဈေးကွက်ထဲအရောက်မခံကြဘူး။ဒါကတနည်းအားဖြင့်လက်ဝါးကြီးအုပ်ထားတာပဲ။တာမန်ကူဆရာတွေအားကောင်းမလာအောင်ကန့်တက်ထားတာဒီကဘာကြီးအတွက်လည်းကောင်းတဲ့ကိစ္စပါပဲ။အဖွဲ့အစည်းရှာပြီးတဲ့ကူဆရာတွေကထိန်းချုပ်ခံရလေးရှိလို့စိတ်ထဲကမကောင်းတဲ့စိတ်တွေကိုထင်နိုင်ကျဲလို့မရဘူးလေ။ဒါပေမဲ့တာမန်ကူဆရာတွေဒါမကောင်းဆိုးဝါးကူဆရာတွေဖြစ်လာပြီးအဆင့်မြင့်တစ်တာတွေဖွင့်နိုင်သွားရင်ဒီကဘာကြီးအတွက်ကြီးမားတဲ့အန္တရာယ်ဖြစ်လာလိမ့်မယ်။ပထမတန်းစားအဖွဲ့အစည်းတွေအနေနဲ့ရင်းရှိခွေကဘာရှင်းလင်းရေးအဖွဲ့မြေအောက်နန်းတော်ရွှန်ထန်းဆိုင်အိမ်တို့ရှိတယ်။ရင်းရှိခွေကတရားဝင်အဖွဲ့အစည်းဖြစ်ပြီးအင်အားကြီးဆုံးပဲတရုတ်ပြည်နိုင်ငံလုံးကမြို့တိုင်းမှာရုံးခွဲတွေရှိတယ်။တယံဇာတအများဆုံးနဲ့နေရာအမြင့်ဆုံးမှာရှိတယ်။ဒါပေမဲ့အားနည်းချက်ကတော့အရန်ကိုကျိုးဆွံ့ရတာပဲ။တတော်ဝါဆိုးတွေမြို့ကိုဝင်တိုက်တဲ့အချိန်မျိုးဆိုရင်ရင်းရှိခွေကနောက်ဆုံးမှစုတ်ခွာရမယ့်သူတွေပဲ။ဒါကြောင့်အရန်လဲအန္တရာယ်များတဲ့မြေအောက်နန်းတော်နဲ့ရွှန်ထန်းဆိုင်အိမ်ရဲ့အားနည်းချက်ကတော့အဆင့်မြင့်ကူဆရာတွေကြီးစိုးထားတာပဲ။အောက်ခြေကလူတွေကအစွမ်းထက်ကူတစ်တာဖြစ်ဖြစ်ကူပိုးကောင်ဖြစ်ဖြစ်ရလာရင်အထက်လူကြီးတွေကမျက်စိကျသွားတာနဲ့မဖြစ်မနေပေးအပ်ရတယ်။ဟိုတွေးဒီတွေးနဲ့နောက်ဆုံးမှအင်အားအကြီးဆုံးဖြစ်တဲ့ရင်းရှိခွေကိုပဲဝင်ဖို့ဆုံးဖြတ်လိုက်တဲ့ရခင်ဘဝကအဆင့်မြင့်တစ်တာတွေရဖို့ရင်းရှိခွေကိုဝင်ခဲ့ဘူးတယ်။ကိုကျိုးဆွံ့ရမယ့်ကိစ္စတွေကိုတော့ဘယ်တရေကလုံးမှလဲ။ဒါပေမဲ့လောလောဆယ်အရေးကြီးတာကအရင်ဆုံးအင်အားဖြစ်တင်ဖို့ပဲအင်အားရှိမှစကားပြောခွင့်ရှိမယ်။အခုပစ္စည်းတွေနဲ့ကူပိုးကောင်တွေအစုံလင်ရပြီဆိုတော့ရေမီးကူကိုပေါက်ဆက်ဖို့အချိန်တန်ပြီးအခုတင်မှာကူပိုးကောင်၈ကောင်ရှိတယ်။အနီရောင်အဆင့်တက်တန်းကူအပြာရောင်အဆင့်ကိုပြကူဆွဲငင်အားကူဓာတ်ကူအစိမ်းရောင်အဆင့်အမြန်နှုံးကူတူလောင်ရေးကူအဖြူရောင်အဆင့်မိတောက်ကူရေဆက်ကူဒီကူပိုးကောင်၈ကောင်ရဲ့ပေါက်ဆက်မှုကတိုက်စီရောခံစစ်ပါမျှတတဲ့ထူးခြားတဲ့စွမ်းရည်နဲ့နီလန်းတချို့လည်းရှိတယ်။ကောင်းကင်ဘုံအဆင့်တက်မှတ်ချက်ကတိတ်မနှိမ့်လောက်ဘူး။အဲ့ဒီထဲကကိုပြောက်ကူနဲ့ဆွဲငင်အားကူကတင့်ကိုအသက်ရှင်နိုင်စွမ်းအရန်မြင့်မားစေတယ်လို့ခိုးကြောင်ကိုဝက်လုံနိုင်စွမ်းလုံကျန်တက်ဖြစ်နိုင်စွမ်းကိုပါပေးတယ်ဓာတ်ကူနဲ့တွဲလိုက်ရင်ထူးချွန်တဲ့လုံကျန်သူတစ်ယောက်ဖြစ်လာနိုင်တယ်စဉ်းစားကြည့်လေကိုပြောက်ပြီးအငွေ့တက်ကိုဖျောက်ထားမယ်ပြစ်မှတ်နောက်ကိုရောက်သွားတဲ့အခါဓာတ်ကူနဲ့ဒီလိုထိုးလိုက်ရင်ဘသူကခံနိုင်မှလဲတတိမထားမိရင်အဆင့်လေးကူဆရာတော်နောက်တရရနဲ့တည်သွားနိုင်တယ်ဒါပေမဲ့တင်ကလုံကျဟန်သူဖြစ်ဖို့တိတ်ဆိတ်မဝင်စားဘူးခိုးဝက်လုံကျန်တာထက်တိုက်ရိုက်အပြတ်တက်နေနေရတာကိုပိုတဘောကြတယ်ဒါကြောင့်လောလောဆယ်တင်အတွက်အရေးကြီးဆုံးကမိတောက်ကူနဲ့ရေဆက်ကူပဲဒီကူပိုးကောင်နှစ်ကောင်ကိုအဆင့်လေးအထိအရင်မြင့်ပြီးမှပေါက်ဆက်လိုက်ရင်အဆင့်လေးရေမီးကူကိုတိုက်ရိုက်ရနိုင်တယ်ရေမီးကူကအစိမ်းရောင်ကူပိုးကောင်တွေထဲမှာထိပ်တန်းအဆင့်ရှိတဲ့တိုက်ခိုက်ရေးတက်ကြီးလေးပါကူပိုးကောင်ဖြစ်လို့အဆင့်လေးရောက်သွားရင်တင်တိုက်ခိုက်ရေးစွမ်းအားကဖြောင်းကြီးတက်သွားလိမ့်မယ်ဒီလိုပေါက်ဆက်ခြင်းအပြင်ပစ္စည်းတွေအများကြီးတက်တာစေတယ်လို့အစာပိုင်းအားနည်းတဲ့အချိန်ကိုလည်းကြော်ဖြတ်နိုင်မယ်ဒါတွေကိုစဉ်းစားပြီးအချက်လက်ကိုဖွင့်ကမိတောက်ကူကိုရွေးချယ်ပြစင်ကဲပြောင်းလဲခြင်းကိုနှိပ်လိုက်တဲ့စင်ကဲပြောင်းလဲမှာတေချာပါသလားမိတောက်ကူအဆင့်မြင့်တင်ရန်မိရန်တစ်တီတစ်လုံးနဲ့တက်တန်းနှစ်တရာလိုအပ်ပါတယ်ဘာမှတိုးဆုပ်မနေပဲတေချာတီကိုချက်ချင်းရွေးလိုက်တယ်မိရန်တစ်တီနဲ့တက်တန်းပြောက်သွားတာနဲ့တက်တန်းစွမ်းအားနဲ့အတူပူပြင်းတဲ့စွမ်းရည်တစ်ခုကမိတောက်ကူထဲဝင်ရောက်သွားပြီးမိတောက်ကူရဲ့အငွေ့တက်တွေချက်ချင်းပြင်းထန်လာတယ်တစ်ချိန်တည်းမှာပဲဒီစွမ်းအားကသူ့ခန္ဓာကိုယ်ကိုစင်ကဲပြောင်းလဲပေးနေတယ်မကြခင်မှာပဲမိတောက်ကူထဲကနေကြောက်စရာကောင်းတဲ့မိရောက်တွေထွက်လာပြီးမျက်နှာချက်ကိုတောင်လောင်ကျွမ်းသွားစေတယ်တင်ကတည်ငြိမ်စွာနဲ့ကြည့်နေတယ်လောင်ကျင်လောက်ပါစေဘာလဲဖြစ်ဖြစ်ဒီဟိုတယ်ကနေထွက်သွားတော့မှပဲအဆင့်3မိတောက်ကူစင်ကဲပြောင်းလဲခြင်းအောင်မြင်ပါတယ်မရက်မနာပဲနောက်တစ်ချိန်ထပ်အဆင့်မြင့်လိုက်တယ်အဆင့်9စိတ်စွမ်းရည်ရဲ့အကူအညီနဲ့မလို့အဆင့်မြင့်တဲ့အချိန်နည်းနည်းကြာသွားပေမဲ့အလွယ်တကူကြော်ဖြတ်နိုင်ခဲ့တယ်စင်ကဲပြောင်းလဲခြင်းအောင်မြင်ပါတယ်အဆင့်4အဖြူရောင်အဆင့်မိတောက်ကူစွမ်းအားကအဆင့်1အပြာရောင်တိုက်ခိုက်ရေးကူပိုးကောင်ထက်မနှိမ့်တော့ဘူးဒါပေမဲ့ဒါကတင်လို့ခြင်းနဲ့အမြင့်ဆုံးစွမ်းအားမဟုတ်သေးဘူးပြီးတော့ရေဆက်ကူဘက်ကိုအာယုံပြောင်းလိုက်တယ်ပူပြင်းတဲ့မိတောက်ကူနဲ့မတူပဲရေဆက်ကူကအေးချမ်းတဲ့တဘာဝရှိလို့အဆင့်မြင့်ရတာပိုလွယ်တယ်10မိနစ်အကြာမှာရေဆက်ကူလည်းအဆင့်4ကိုအောင်မြင်စွာရောက်သွားတယ်တစ်ချိန်တည်းမှာပဲတင်တက်တန်းနှစ်1100ကုန်သွားတယ်ဒါကနည်းနည်းတော့နှမျောစရာပဲတက်တန်းဆုပ်ယူနိုင်တဲ့တက်တန်းကူတာမရှိရင်အဖြူရောင်ကူပိုးကောင်နှစ်ကောင်ကိုအဆင့်မြင့်မှုလုံးဝရွေးချယ်မှာမဟုတ်ဘူးအဆင့်မြင့်တင်မှုပြီးဆုံးသွားပြီးအခုမင်းတို့နှစ်ကောင်ပိုးခက်ခဲတဲ့စမ်းသပ်မှုကိုရင်ဆိုင်ရတော့မယ်မပေါင်းဆက်ခင်မှာအရှင်ဖြစ်နေတဲ့ပိုးကောင်ဒါစင်လောက်ထုတ်ပြီးမိတောက်ကူနဲ့ရေဆက်ကူကိုကျွေးလိုက်တယ်ဘာလို့လဲဆိုတော့ပေါင်းဆက်မှုကြာရှုံးနိုင်ခြေ90%ရှိလို့ပဲကြာရှုံးနေဆိုတာတေဆုံးခြင်းပဲတေတဲ့အထိအဝါမစားရဘူးဆိုရင်အရန်တနာစရာအကောင်းလို့ပါရေမီးကူကအစိမ်းရောင်အဆင့်ကူပိုးကောင်တာဖြစ်ပေမဲ့အဆင့်လေးရေမီးကူရဲ့စွမ်းအားကအခြေခံရပြောင်းလဲသွားလိမ့်မယ်ဒါကအရင်ကကစားမှုရဲ့ auto chess out chess ဂိမ်းနဲ့နည်းနည်းစင်တဲ့ကျေ3ပွင့်အဖြူရောင်ဟီးရိုးကပိုရှားပါတဲ့ကျေ2ပွင့်အပြာရောင်ဒါမှမဟုတ်ခရမ်းရောင်ဟီးရိုးကိုတောင်ကောင်းကောင်းရိုက်နိုင်တယ်ပြီးတော့ကောင်းကင်ဘုံအချက်လက်ကိုထပ်ဖွင့်လိုက်တယ်မပေါင်းဆက်ခင်မှာရေနဲ့မီးကိုမျှတအောင်ထိန်းကြီးပေးနိုင်တဲ့ပစ္စည်းတွေအများကြီးထည့်လိုက်တယ်ပြီးတော့တင်းရဲ့စိတ်စွမ်းရည်အကူအညီပါတဲ့အတွက်အလွန်နဲ့ပါတဲ့အောင်မြင်နိုင်ခြေကိုနည်းနည်းတော့တက်လာစေတဲ့ချက်ချင်းပဲအလင်းလုံးကြီးတစ်ခုပေါ်လာပြီးရေဆက်ကူနဲ့မီးတောက်ကူကိုဖုံးအုပ်သွားတယ်မီးတောက်ကူနဲ့ရေဆက်ကူကဒီအချိန်မှာနည်းနည်းစိုးရိမ်နေကြတယ်ပြီးတော့သူတို့တစ်ခုခုကိုတီးသွားပုံရတယ်တကောင်နဲ့တကောင်ရန်လိုမှုတွေဒေါသတွေအပြည့်နဲ့ကြည့်နေကြတယ်ရေနဲ့မီးကမူလကလေးကစန့်ကျင်ဘက်ဖြစ်ပြီးအခုသူတို့ကိုပေါင်းဆက်မယ်ဆိုတော့သူတို့သဘောမတူတာတဘာဝပါပဲဒါကြောင့်လေရေမီးကူဆိုတာရခင်ဘဝမှာတော့အရန်ရှားပါတဲ့ကူပိုးကောင်ဖြစ်ခဲ့တာဒီအချိန်မှာပဲတင်တေချာပြင်ဆင်ထားတဲ့စေဘက်ဝင်ပစ္စည်းတွေကအစွမ်းပြလာတဲ့အလင်းလုံးတွေကနေငြိမ်းချမ်းပြီးနူးညံ့တဲ့မျှတခြင်းစွမ်းအားတွေထွက်ပေါ်လာပြီးမီးတောက်ကူနဲ့ရေဆက်ကူကြားကစန့်ကျင်ဘက်စွမ်းအားတွေကိုထိန်းညှိပေးနေတဲ့တင်လဲကိုတွင်းကစိတ်စွမ်းရည်တွေကိုသုံးပြီးမီးတောက်ကူနဲ့ရေဆက်ကူကိုစတင်နှက်သိမ့်ပေးတဲ့တဖြည်းဖြည်းနဲ့သူတို့နှစ်ကောင်ရဲ့ခန္ဓာကိုယ်ကဓာတ်ငွေ့ဖြစ်ပြောင်းလဲသွားပြီးတစ်ခုနဲ့တစ်ခုပေါင်းဆက်သွားတယ်နောက်ဆုံးမှာတော့လုံးဝအသစ်ဖြစ်တဲ့ကူပိုးကောင်လေးထွက်ပေါ်လာတဲ့ပေါင်းဆက်ချင်းအောင်မြင်သည့်အတွက်ဂုဏ်ယူပါတယ်အစိမ်းရောင်အဆင့်ရှားပါးကူပိုးကောင်ရေမီးကူကိုရရှိပါတယ်ရေမီးကူရဲ့ခန္ဓာကိုယ်ကတဝက်ကအပြာရောင်တဝက်ကအနီရောင်ဖြစ်တဲ့ရေနဲ့မီးရဲ့စွမ်းအားကရေမီးကူထဲမှာအပြေဝမျှတနေတဲ့တင်လဲအရန်စိတ်လှုပ်ရှားသွားပြီးအချက်လက်ကိုအမြန်ဖွင့်လိုက်တဲ့ကူပိုးကောင်ရေမီးကူအဆင့်အစိမ်းရောင်လည်းပဲလေးစွမ်းရည်ရေနဲ့မီးကျွမ်းကျင်မှုတက်စီးစင်းသောမီးတောက်အလုံးပူပြင်းတဲ့စီးစင်းမီးတောက်တွေကိုထုတ်လွှတ်နိုင်တဲ့ပြင်းထန်တဲ့အပူချိန်ရှိတဲ့အပြင်ရေရဲ့စီးစင်းနိုင်တဲ့ဂုဏ်သက်တိပါဝင်တဲ့လောင်ကျွမ်းခံရရင်အရေးပြောကြခြင်းနဲ့ဆွတ်ခြင်းအကျိုးသက်ရောက်မှုကိုခံရမယ်အယိုးလဲထိဆွဲကပ်သွားပြီးငိမ့်သက်ဖို့အရန်ခက်ခဲတဲ့ကျွမ်းကျင်မှုနဲ့ရေပုတ်ပွက်စုပူပြင်းတဲ့မီးတောက်တွေနဲ့အဆက်မပြတ်အပူပေးရာကနေပေါ်လာတဲ့အပူချိန်မြင့်မားတဲ့ရေပုတ်ပွက်စု
စုရေနွေးထဲမှာမီးရဲ့တဘာဝပါဝင်ပြီးပြင်းပြင်းထန်ထန်လောင်ကျွမ်းစေတဲ့ကျွမ်းကျင်မှု3ရေငွေ့ပေါက်ကွဲခြင်းရေနဲ့မီးရဲ့စွမ်းအားကိုအလွန်အမင်းဖိသိပ်အသုံးပြုပြီးအဆက်မပြတ်ပေါင်းစပ်ဖိသိပ်ကမတည်မငြိမ်ဖြစ်စေပြီးနောက်ဆုံးမှာပြင်းထန်တဲ့ပေါက်ကွဲမှုကိုဖြစ်စေတယ်ရေမီးကူရဲ့အချက်လက်တွေကိုကြည့်ပြီးတင်းအလွန်ကျေနပ်စွာကောင်းကြီးလိုက်တဲ့ကျွမ်းကျင်မှု3ခုလုံးက area အလိုက်ထိခိုက်စေနိုင်တဲ့တစ်ခါသုံးလိုက်တာနဲ့အများကြီးတေးမှာတေးချတယ်ဒါကိုတွေးပြီးတော့ကျွန်းနိုင်ငံဂျပန်ကိုအလဲသွားခြင်းစိတ်တောင်ပေါက်သွားတယ်အခုကူဆရာကောင်းကင်ဘုံအဆင့်တက်မှတ်ချက်ကိုခံယူရတော့မယ်အဆင့်တက်မှတ်ခံရတဲ့ကူဆရာကောင်းကင်ဘုံရဲ့ဆုလက်တွေရရှိနိုင်တဲ့ဒါအပြင်ပါရမီစွမ်းရည်တွေနဲ့အဆင့်မြင့်ကူပိုးကောင်းတွေတောင်ရနိုင်သေးတယ်ကိုဘယ်အဆင့်တက်မှတ်ခံရမလဲဆိုတာကိုတင်လည်းမသိဘူးစိတ်စွမ်းရည်ကအဆင့်တက်မှတ်ချက်ထဲမှာမပါဝင်လို့ပဲလက်တင်ဂီတလုတ်လိုက်တာနဲ့တင့်ကိုပေါ်မှာရွှေရောင်လင်းတန်းဖြစ်သွားတယ်အဆင့်တက်တန်းကိုအနီရောင်အဆင့်ကိုတွေ့ရှိပါတယ်ရင်းဤထူးခြားချက်ကြောင့်အဆင့်တက်မှတ်ရွေးချယ်မှုနယ်ပယ်တွင်ယာယီမထည့်သွင်းမှာအပြာရောင်အဆင့်တက်ကိုပြောက်ကူအဆင့်တက်ဆွဲငင်အားကူအဆင့်တက်ဓာတ်ကူတို့ကိုတွေ့ရှိပါတယ်အဆင့်တန်းကောင်းမှုပြီးတွဲဖက်မှုအလွန်တင့်လျော်ပါတယ်အဆင့်တက်ကူဆရာဖြစ်တက်မှတ်ပါတယ်လုတ်ကြံသူလမ်းကြောင်းကိုလိုက်နိုင်ပါတယ်အဆင့်ရောင်အဆင့်လေးရင်းမီမှုကိုတွေ့ရှိပါတယ်တိုက်ခိုက်ရေးစွမ်းရည်အလွန်မြင့်မားပါတယ်အဆင့်ဆက်လက်တက်မှတ်နေပါတယ်အဆင့်2ကူဆရာဖြစ်တက်မှတ်ပါတယ်နောက်ဆုံးတက်မှတ်ချက်ရလက်အဆင့်2ကူဆရာတင်ပြီးအဆင့်ကျော်လွန်စမ်းသပ်မှုကိုအောင်မြင်ပြီးအဆင့်2ဆင့်ဆက်တိုက်ခတ်သွားပါတယ်ဒီအဆင့်တက်မှတ်ချက်အတွက်ကောင်းကင်ဘုံဆုလက်နှစ်ကြိမ်ကြာရောက်ပါမည်အဆင့်တကောင်းကင်ဘုံဆုလက်မြို့ကိုလူသားပွဲကတင့်အတွက်ကောင်းကင်လှူဝက်ချက်တွေကိုဖုံးကွယ်ပေးပြီးအကြောင်းကျိုးတွေကိုတားဆီးပေးမယ်တလောကလုံးကဘသူဘယ်နဲ့ဖျားမှတင့်ရဲ့ရခင်ဘဝနဲ့အခုဘဝကိုမမြင်နိုင်အောင်လုပ်ပေးမယ်အဆင့်2ဆုလက်နတ်ဖျားအဆင့်ပါရမီစွမ်းရည်နိုးထလာခြင်းတက်ဖြတ်သူတင်ဟာမျက်တောင်မခတ်ပဲလူတက်နိုင်တဲ့တကယ်ကိစ္စနေတဲ့မကောင်းဆိုးဝါးတကောင်ပဲပါရမီစွမ်းရည်တင်လူတက်တိုင်းခန္ဓာကိုယ်ရဲ့အရေးသွေးအမျိုးမျိုးကိုထာဝရတိုးလာစေမယ်ပါရမီစွမ်းရည်နဲ့တက်ဖြတ်ခြင်းနယ်ပယ်ကိုဖန်တီးနိုင်ပြီးပတ်ဝန်းကျင်ကလူအလုံးကိုတင့်ရဲ့တက်ဖြတ်ခြင်းနယ်ပယ်ထဲရောက်သွားစေမယ်တက်ဖြတ်ခြင်းနယ်ပယ်ထဲမှာတင့်စွမ်းရည်တွေအလွန်တိုးလာပြီးတိုင်ဘက်ကတော့ထိတ်လန့်သွားကစွမ်းရည်တွေအလွန်ကျဆင်းသွားမယ်လူတက်တိုင်းတက်ဖြတ်ခြင်းနယ်ပယ်ရဲ့အင်အားပိုကြီးလာမယ်ပြန်လည်အသုံးပြုရန်ကြာချိန်24နာရီတက်ဖြတ်ခြင်းနယ်ပယ်ကိုအသုံးပြုပြီးတိုင်းအားနည်းတဲ့အခြေအနေကိုရောက်သွားပြီး8နာရီကြာမြင့်မယ်တင်အံ့ဩနေတော့သတိမဝင်လာသေးခင်မှာပဲတကားအပြင်ဘက်ကနေတကားခောက်တန်ကြားလိုက်ရတယ်ချက်ချင်းသတိထားလိုက်မိတယ်ဟယ်လိုကျမကဘေးခန်းကအိမ်ကြီးချင်းပါကျမတို့မနက်ကတွေ့ဘူးလေနော်ဒီဆွဲဆောင်မှုရှိတဲ့အတန်ကိုကြားတော့ချက်ချင်းသတိရသွားတယ်မနက်ကအပြင်ထွက်တုန်းကတွေ့ခဲ့တဲ့အနက်ရောင်ချေအိတ်ရှိဝတ်ထားပြီးအရက်ရှိရှိနဲ့လှပတဲ့အမျိုးသမီးကူဆရာပဲမှတ်မိနေရတဲ့အကြောင်းရင်းကတော့မနေ့ညကဘေးခန်းမှာသူကတညလုံးအတန်ကျကျနဲ့အော်နေလို့ပဲတင်တာပြန်လဲမွေးဖွားလာစာစိတ်ရှိတီးခံနိုင်စွမ်းကောင်းမနေရင်သွားပြီးတက်ပြစ်လောက်ပြီးမျက်လုံးကိုမှိလိုက်ပြီးစဉ်းစားလိုက်တယ်ညကြီးချိန်မတော်လာတာဘဝအကြောင်းလာဆွေးနွေးခြင်းလို့လားဒါလုံးဝမဖြစ်နိုင်ဘူးကူဆရာတယောက်မျက်နှာတန်းကောင်အလဲလာတယ်ဆိုတာအကြံစီရှိလို့သိကြတယ်ဒါကိုတွေးပြီးတော့တင့်နှခမ်းတွေမတိမတာတွန်းသွားပြီးအပြုံးထဲမှာစိတ်လှုပ်ရှားမှုနဲ့မျောလင်းချက်တွေကိုဖုံးကွယ်ထားလို့မရတော့ဘူးဒီနေ့လူမတက်ရသေးဘူးလေတကားကိုဖွင့်ပြီးခင်မင်းနဲ့အပြုံးနဲ့ပြုံးပြလိုက်တယ်အလှလေးမင်္ဂလာပါအထဲဝင်ထိုင်မလားလှပတဲ့အမျိုးသမီးရဲ့မျက်နှာကအံ့ဩသွားတယ်တကားဖွင့်ချင်းဒီလိုတိုက်ရိုက်ကြည့်လာတရေကျနေတဲ့ယောက်ျားတွေကိုမြင်ဘူးပေမဲ့ဒီလောက်ထင်ရှားတဲ့လူမျိုးတော့ရှားပါတယ်အမျိုးသမီးကပြုံးလိုက်တယ်ကြည့်ရတာကျမတို့သဘောတူညီချက်ရသွားပြီထင်တယ်လို့ဘဝဆိုတာတိုးတောင်းတဲ့ပျော်ရွှင်မှုကိုအချိန်မီရှာဖွေရမယ်လေလှပတဲ့အမျိုးသမီးစီကအလွန်ထူးခြားတဲ့ရနံ့တစ်ခုထွက်ပေါ်နေပြီးရင်းကျက်တဲ့အမျိုးသမီးတွေစီမှာပဲရှိတဲ့ဆွဲဆောင်မှုတွေအပြည့်ရှိတယ်မောင်လေးအမကမင်းထက်အသက်ကိုကြီးတာကိုစိတ်မရှိဘူးမလားဘယ်စိတ်ရှိပါမလဲမင်းလိုရင်းကျက်တဲ့အမျိုးသမီးမျိုးကိုငါအကြိုက်ဆုံးပဲတင်ပြောရင်းနဲ့ပဲအမျိုးသမီးရဲ့မေးစေ့ကိုလက်နဲ့ညှစ်လိုက်တဲ့အထီးတွေ့အရန်ကောင်းပြီးကျုပ်ဆက်နိုင်စွမ်းအပြည့်ရှိတယ်ဓာတ်နဲ့ထိုးထည့်လိုက်ရင်အရန်ပြည့်စုံတဲ့ခံစားချက်မျိုးရမှာတေချာတယ်မွေးရပါအသက်ခံရဖို့တင့်တော်တဲ့အမျိုးသမီးပဲအမျိုးသမီးကတလန်းချင်းတိုးလာပြီးအလွန်ကျွမ်းကျင်တဲ့ဟန်ပန်တဲ့ကိုပေါ်ကအဝတ်စားတွေကိုဖြည်းဖြည်းချင်းချွတ်ချလိုက်တယ်အခုလောက်ဆိုဒီအမျိုးသမီးဘာလုပ်ချင်တယ်ဆိုတာတင်ကြမ်းချင်းတိလောက်ပြီးပထမအချက်သူကတင့်ကိုတကယ်ပဲပျော်ရွှင်စရာကိစ္စလေးလုပ်ချင်နေတယ်ဒါပေမဲ့တင့်ရဲ့ချုံမောတဲ့ရုပ်ရည်ကြောင့်တော့မဟုတ်ဘူးသူ့ကိုယ်ပေါ်မှာထူးခြားတယ်ကူပိုးကောင်တစ်ခုရှိနေလို့ပဲကိလေသာကူအပြာရောင်အဆင့်ကူပိုးကောင်ယောက်ျားနဲ့မိန်းမအတူနေတိုင်းကိလေသာကူကအတိုင်းအတာတစ်ခုအထိကြီးထွားလာမယ်ဒါကကိလေသာကူရဲ့စင်ကဲပြောင်းလဲတဲ့နီလန်ပဲစက်တိုက်လှုပ်ရှားနေတဲ့၍ပြည့်စုံတဲ့အထိစက်တိုက်တိုးတက်နိုင်တယ်အမျိုးသမီးကတင့်စီခုံအုပ်လာမဲ့အချိန်မှာတင်ဘေးကိုရှောင်လိုက်တယ်ဘာဖြစ်လို့လဲမောင်လေးအမကမလှလို့လားရိုးရိုးသားသားပြောရရင်မင်းကတကယ်လှပြီးကိုလုံးလဲလှတယ်ဒါပေမဲ့ကူပိုးကောင်ရဲ့အတင်းကျပ်ဖန်တီးထားတဲ့အလှတရားကအရန်အသက်မဝင်ဘူးစိတ်ဆွမ်းရင်အားကောင်းတဲ့တင်အတွက်တော့ကြီးလိုက်တာနဲ့တစ်ချက်တည်းသိတာတယ်ရုပ်ဆိုးတဲ့မိန်းမတစ်ယောက်ကမျက်နှာမှာလူရည်ကိုဆွတ်ထားတယ်လို့ပဲယွန်စရာကောင်းပြီးအော်အန်ဂျင်စရာပဲတင့်ရဲ့ဒီရိုင်းဆိုင်တဲ့စကားတွေကိုကြားတော့အမျိုးသမီးရဲ့မျက်နှာကချက်ချင်းရှုံ့မဲ့သွားတယ်ဒါကသူ့ရဲ့ဒေါသကိုစွန့်ပေးလိုက်တာသိချတယ်ငကူကမင်းကိုပျော်ရွှင်မှုတွေခံစားခိုင်းမလို့မင်းဘာသာတည်လန်းရှာတာဆိုတော့ငါ့ကိုအပြစ်မတင်နဲ့တော့အမျိုးသမီးရဲ့ခန္ဓာကိုယ်ထဲကနေထူးဆန်းတဲ့အမွေသက်တွေချက်ချင်းထွက်ပေါ်လာပြီးလေထုထဲမှာပန်းရောင်မျိုးကိုတွေတဖြည်းဖြည်းပြည့်နေလာတဲ့တင့်မျက်လုံးတွေဆူရှာသွားတယ်ထင်တဲ့အတိုင်းကိလေသာကူပဲကိလေသာကူရဲ့တိုက်ခိုက်ရေးနီလန်ကပြိုင်ဘက်ကိုလှည့်စားတာပဲပြိုင်ဘက်ကအလဲစားခံရပြီဆိုတာနဲ့တာယာတဲ့ကိလေသာပုံရိပ်ရောင်နဲ့ချက်ချင်းနှမျောသွားပြီးနောက်ဆုံးမှာပုံရိပ်ရောင်ထဲမှာပဲအဆုတ်ခံရက၆တွေ့တဲ့အလောင်းတစ်ခုဖြစ်သွားလိမ့်မယ်ဒါပေမဲ့တင်ကတော့တည်ငြိမ်နေပြီးဘာတုံ့ပြန်မှုမှမရှိဘူးတင်ကိုတိုက်ခိုက်ဖို့မိမ့်မလားလေးသုံးတာကအမိုက်မဲဆုံးနီလန်ပဲအဆင့်9ကူဆရာရဲ့အားကောင်းတဲ့စိတ်ဆွမ်းရည်မရှိရင်တော့တင်ဒီလိုအဆင့်9ပုံရိပ်ရောင်နဲ့နှမျောသွားမှာမဟုတ်ဘူးဘာလို့လဲဆိုတော့တင်ကတွေးပြီးရက်ဆက်တဲ့မကောင်းဆိုးဝါးတစ်ကောင်ဖြစ်နေလို့ပဲမဖြစ်နိုင်ဘူးမင်းကဘလို့လုံးတက်ရောက်မှုမရှိရတာလဲလှပတဲ့အမျိုးသမီးကမျက်နှာမှာယုံကြည်နိုင်စရာမရှိတဲ့ပုံပေါက်နေတယ်အရင်ကသူကိလေသာကူကို၃တိုင်းတိုင်ဘက်ကပုံရိပ်ရောင်နဲ့ချက်ချင်းနှမျောသွားပြီးယုံစရာကောင်းတဲ့မျက်နှာထားနဲ့သူ့လုံးတမျှခံကြတာကြီးပဲဒီတစ်ချိန်တော့အလုံးမဖြစ်ဘူးတင်းမျက်လုံးထဲမှာအထင်သေးမှုတွေပါနေတယ်အပြာရောင်အဆင့်ပျော်ရွှင်မှုကူလောင်းနေတော့လိမ္မော်ရောင်အဆင့်ကိလေသာကူတောင်ငါ့ကိုနည်းနည်းလေးမှမလှုပ်ရှားစေနိုင်ဘူးရခင်ဘဝကအလွန်လှပပြီးဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတစ်ယောက်နဲ့တွေ့ခဲ့ဘူးတယ်အဲ့ဒီအမျိုးသမီးကလုံးဝတဘာဝအတိုင်းလှပတဲ့အပြင်ဒန္တာရီလာကိလေသာကူကိုပါပိုင်ဆိုင်ထားတယ်အဲ့ဒီလိုမိမလာမျိုးနဲ့ရင်ဆိုင်ရရင်တော့တင်ကတောင်းလို့တည်ငြိမ်နေပြီးစိတ်လှုပ်ရှားမှုလုံးဝမရှိခဲ့ဘူးတစ်ဖက်လူတောင်သူ့ကိုယ်သူတန်တရားဝင်သွားတဲ့အထိပဲငါမောင်းဆက်ထားတာပျော်ရွှင်မှုကူမန်းမင်းဘလို့တိတာလဲဒါမှမဟုတ်မင်းကချင်းရှိဝေကဘာရှင်းရဲ့ဖွဲ့ကလူလားလှပတဲ့အမျိုးသမီးစတင်လက်ထက်လာပြီးပတ်ဝန်းကျင်မှာလူပုံးနေသလားဆိုတာစိတ်ဆွမ်းရင်နဲ့အမြဲစစ်ဆေးကြည့်တယ်ဒါပေမဲ့ဘယ်သူမှမရှိတာဘူးတွေ့ရတယ်ငါအခုထိတော့မဟုတ်သေးဘူးဒါပေမဲ့မင်းကိုတက်ပြီးရင်တော့ဟုတ်သွားပြီဒီအမျိုးသမီးကိုချင်းရှိဝေဝင်ဖို့လက်ဆောင်ဖြစ်သုံးဖို့တင်ရွယ်ထားတယ်အမျိုးသမီးကဒါကိုကြားတော့မျက်နှာအရန်ပြတ်သွားတယ်တေးလန်းရှာနေတာပဲငါမှပျော်ရွှင်မှုကူတစ်ခုတည်းရှိတယ်လို့မင်းထင်နေတာလားသူ့ကောင်းပုံမှာနေရွက်တွေထွက်လာပြီးနောက်ကျောမှာလည်းအညိုရောင်အမီးတစ်ချောင်းထွက်လာတယ်လက်ချောင်းကလက်သေးတွေလည်းချက်ချင်းရှိထွက်လာပြီး
ထက်မြက်တဲ့အလင်းရောင်တွေတလက်လက်တောင်းနေတယ်အညိုရောင်မြေခွေးကူအပြာရောင်အဆင့်တိုက်ခိုက်တဲ့အခါကိုယ်တိုင်အညိုရောင်မြေခွေးအဖြစ်ပြောင်းလဲနိုင်တဲ့တုတ်ပြန်မှုအရမ်းမြန်လာပြီးအလွန်လျင်မြန်တွက်လက်တဲ့ရန်သူကိုလှည့်စားရင်းနဲ့တပြိုင်နက်တည်းတိုက်ခိုက်နိုင်တဲ့တော်သေးတာပေါ့အဆင့်နှိမ့်ဆုံးအညိုရောင်မြေခွေးကူဖြစ်နေလို့မကောင်းဆိုးဝါးကူဆရာတွေကတကယ်ရိုးရှင်းမနေဘူးပဲမြေခွေးအဖြစ်ပြောင်းသွားတဲ့လှပတဲ့အမျိုးသမီးကတင့်ကိုစိုက်ကြည့်ပြီးအေးဆက်ဆက်အတန်နဲ့ပြောလိုက်တယ်ငါခံမှန်းတာမမှားဘူးဆိုရင်မင်းအခုလေးတင်အခန်းထဲမှာကူပိုးကောင်ပေါင်းဆက်ပြီးကူဆရာဖြစ်လာတာမလားအခုအဆင့်နှစ်ကူဆရာရဲ့စွမ်းအားကိုမင်းကိုပြမယ်တိုက်ဆိုင်လိုက်တာငါလည်းအဆင့်နှစ်ကူဆရာပဲလှပတဲ့အမျိုးသမီးကအေးဆက်ဆက်နှာခေါင်းရှုပ်လိုက်ပြီးလုံးဝမယုံဘူးနောက်ဆက်ကမှပဲသူ့ခန္ဓာကိုယ်ချက်ချင်းလှုပ်ရှားသွားပြီးရှည်လျားထက်မြက်တဲ့လက်သေးတွေနဲ့တင့်နှလုံးသားစီတိုက်ရိုက်အုပ်ဖက်လာတဲ့ကိုရင်းကအမြန်နှုံးကူကိုတုံပြီးဘေးကိုရှောင်းလိုက်တယ်အဲ့ဒီအပြင်အမျိုးသမီးရဲ့မြေခွေးအမိကိုပါလှမ်းဆန်းလိုက်သေးတယ်အမွှေးပွားပွားလေးနဲ့တော်တော်နူးညံ့သားပဲဟိုလေမင်းအမွှေးတွေပိုရှိလာအောင်လုပ်လို့ရမလားလက်စည်းလုပ်ဖို့တုံးကျင်လို့ပါအဲ့ဒီစကားကြတော့အမျိုးသမီးချက်ချင်းဒေါသထွက်သွားပြီးတင့်စီထက်ကုတ်ဖက်လာတဲ့တစ်ချိန်တည်းမှာပဲတခြားကူပိုးကောင်ဖြစ်တဲ့ရနံ့ကူကိုပါစတင်အသုံးပြုလိုက်တယ်အဖြူရောင်အကိုးငွေတွေကတင့်စီအမြန်ပြေးဝင်လာတဲ့ခြေတစ်ဖက်ထဲနဲ့ထောက်ပြီးထက်ဆောင်လိုက်ပြန်တယ်မင်းမှာဒီလောက်စွမ်းရည်ပဲရှိတယ်ဆိုရင်တော့ငါမင်းကိုစတတ်တော့မယ်နော်နောက်ဆက်ကမှပဲတင့်ညက်လုံးတွေအယောင်ပြောင်းသွားတယ်တစ်ဖက်ကမီးတောက်လိုပူပြင်းတဲ့အနီရောင်တစ်ဖက်ကရေဆက်လိုကြည်လင်တဲ့အပြာရောင်ပြီးတော့လက်နှစ်ဖက်ပေါ်မှာမီးတောက်နှစ်ခုပေါ်လာတယ်အလွန်အေးဆက်တဲ့အပြာနဲ့အဖြူရောင်မီးတောက်တစ်ခုအလွန်ပူပြင်းတဲ့အနီရောင်မီးတောက်တစ်ခုမှင်တက်နေတဲ့အမျိုးသမီးကိုကြည့်ပြီးတင်ပြုံးလိုက်တယ်ငါဒီကူပိုးကောင်ကိုတုံးပြီးတိုက်ခိုက်တာဒါပထမဆုံးအကြိမ်ပဲငါရဲ့ပထမဆုံးအကြိမ်အနေနဲ့မင်းဂုံယူတင်တဲ့ပျော်ပျော်ကြီးတိတ်ဆုံးနိုင်ပါစေလို့ဆုတောင်းပါတယ်ဒီထူးဆန်းတဲ့မြင်ကွင်းကိုကြည့်ပြီးလှပတဲ့အမျိုးသမီးစတင်လန့်ဖြစ်လာတယ်အမျိုးသမီးရဲ့စထမအာယုံကဒီအရာကအရန်အန္တရာယ်များတယ်လို့ပြောနေတယ်နေနေဦးကျမတို့စကားပြောလို့ရပါတယ်ဒါပေမဲ့တင်ဂယုမဆိုင်ဘူးခဲရခဲစစ်ပြစ်ခွင်းတစ်ခုအိမ်နိုင်ရရောက်လာတာကိုဘလို့လှုပ်လက်လွတ်ခံပါလဲပြီးတော့လက်နှစ်ဖက်ကိုဖြည်းဖြည်းချင်းနီးကပ်စေလိုက်တယ်မိတောက်နှစ်ခုထိသွားတဲ့တစ်စက္ကန့်မှာပဲကြောက်စရာကောင်းတဲ့ဖိအားတစ်ခုကလက်ထဲကနေအရက်ရှင်းညံ့တာကိုပြန့်ထွက်သွားတယ်အချိန်မီပောက်ကွဲနိုင်တဲ့အနေထားပဲဒီအချိန်မှာလှပတဲ့အမျိုးသမီးတစ်ကိုယ်လုံးတုံ့နေနေတယ်အယူပဲသူ့ကိုယ်သူပါပောက်ကွဲတည်သွားမှာမကြောက်ဘူးလားလှပတဲ့အမျိုးသမီးလုံးဝကြောက်လန့်သွားပြီးလှဲ့ကသတင်းပေါက်ကနေခုံချထွက်ပြေးဖို့ကြိုးစားတယ်ဒါပေမဲ့နောက်ကျသွားပြီးရေနဲ့မီးစွမ်းအားတွေအပြည့်အဝပေါင်းဆက်သွားပြီးတင်ကအမျိုးသမီးစီအပြင်းပြင်းနဲ့ပြစ်ပေါက်လိုက်တယ်ရေနဲ့မီးပြောင်းလဲသွားတဲ့ဂျာပန်မီးတောက်ကအမျိုးသမီးစီအမြန်ပြေးဝင်သွားတယ်သူထွက်ပြေးဖို့အချိန်လုံးဝမရလိုက်ပဲချက်ချင်းပောက်ကွဲသွားတယ်အခန်းတစ်ခုလုံးအပိုင်းပိုင်းဆဆပောက်ကွဲသွားပြီးနေရာတိုင်းမှာအနီရောင်နဲ့အပြာရောင်မီးတောက်တွေပြည့်နေတယ်လှပတဲ့အမျိုးသမီးကတော့ချက်ချင်းပောက်ကွဲတည်ဆုံးသွားပြီးကလီစာတွေအကုန်ကျင်းမသွားကအသက်ပြန်ရှင်စရာလမ်းမရှိတော့ဘူးတင်ကိုယ်တိုင်တောင်အယမ်းအံ့ဩသွားတယ်ဒီရေမီးပောက်ကွဲမှုကဒီလောက်တောင်အပြင်းလာလားပျက်စီးနေတဲ့အခင်းချင်းကိုကြည့်ပြီးတင်းနှုတ်ခမ်းတွေမတိမတာတွန့်သွားတယ်တင်ချိန်တွေရဲပါတယ်သူများဟိုတယ်ကိုဘုံခွဲဖို့လုံးဝမရည်ရွယ်ခဲ့ပါဘူးဒါတကယ်မတော်တဆမှုတက်ပါပြီးတော့အမျိုးသမီးနာကိုတွားပြီးတက်တန်းကိုစတင်ဆုပ်ယူတယ်တက်တန်းဆုပ်ယူမှုအောင်မြင်ပါတယ်1310နှစ်တစ်ချိန်ထဲမှာပဲနက်ဖျားအစစ်ပါရမီစွမ်းရည်တက်ဖြတ်သူလဲစတင်အလုပ်လုပ်လာတဲ့တင့်ခွန်အားခန္ဓာကိုယ်ကြက်ခိုင်မှုစိတ်ဆော့တိုင်းရင်ဘက်ဆောင်မှာအတိုင်းတာတစ်ခုအထိတိုးတက်လာတယ်ပြီးတော့ဟိုတယ်ဖုန်းကိုကောက်ကင်ပြီးကောင်နာကိုဖုန်းဆက်ကခန်းပြောင်းပေးဖို့တောင်းဆိုလိုက်တယ်ကောင်နာကကောင်မလေးအခန်းထဲကအဖြစ်ပြက်ကိုမြင်တဲ့အခါခြေထောက်တွေချက်ချင်းခွေသွားတယ်နိုင်ငံကြီးလေငါရဲ့နိုင်ငံကြီးဘဲရောက်သွားပြီလေအစောကကြားလိုက်ရတဲ့အတန်ကျေကြီးကိုပြန်တတိယပြီးကောင်မလေးရင်ထဲမှာပိုကြောက်လာတယ်ဒီလူရုံမှာကအားနေလို့နိုင်ငံကိုဘုံခွဲကစားနေတာလားကောင်မလေးရဲ့အံ့ဩနေတဲ့မျက်နှာကိုကြည့်ပြီးတင်နေနေလေးမှမရှက်ဘူးဒီအခန်းကမတော်တဆမီးလောင်သွားတာငါ့ကိုနောက်တစ်ခန်းပြောင်းပေးပါအခန်းပျက်စီးမှုအတွက်ရော်ကြေးပေးမဲ့လူရှိပါတယ်ဂျင်းရှိဝေကိုဝင်ဖို့ဆုံးဖြတ်ထားပြီးပြဒီမလို့ဒီကိစ္စကိုဂျင်းရှိဝေကပဲရှင်းရမှာပေါ့အခုတင့်ကက်ထဲမှာငွေတင်ကတန်း20ကျော်ရှိနေသေးပေမဲ့အလကားရရင်ယူတက်တဲ့မြင့်မြတ်တဲ့အကျင့်ကောင်းကိုတော့အပြောက်ခံလို့မဖြစ်ဘူးလေကောင်နာကောင်မလေးမျက်နှာဖြူတော့သွားပြီးအမြန်ကောင်းညှိပြတယ်ဟုတ်ကဲ့ပါရှင်ဒီအထက်မှာအခုလေးတင်ရှင်းထားတဲ့အခန်းတစ်ခန်းရှိပါတယ်ညာဘက်ကို꿰ရင်တတိယမြောက်အခန်းမှာကတကားမှာထိုးထားပါတယ်ဒါနဲ့အဲ့ဒီမှာမိမအလောင်းတစ်လောင်းရှိတယ်ငါတက်လိုက်တာအခုချက်ချင်းရဲစခန်းကိုဖုံးဆက်ပြီးဒီမှာမကောင်းဆိုးဝါးကူဆရာတယောက်ရှိတယ်လို့တိုင်လိုက်ချင်းရှိခွေကအရေးပါတဲ့လူတချို့လွတ်ပေးဖို့ပြောလိုက်တဲ့စကားကိုကြားတော့ကောင်နာကောင်မလေးအလိုလျောက်နောက်ကိုလှည့်ကြည့်မိတယ်ပြီးတော့တစင်ငူတန်လိုဆူဆူဝါးဝါအော်ဟစ်တော်တယ်ဘာအော်နေတာလဲညံညံသွားတိုင်လေးကောင်နာကောင်မလေးအမြန်ပါဆက်ကိုအုပ်လိုက်ပြီးတင့်ကိုကြည့်တဲ့မျက်လုံးထဲမှာအကြောက်တရားတွေအပြည့်ပဲမကောင်းဆိုးဝါးကူဆရာဒီလူကတကယ်ပဲမကောင်းဆိုးဝါးကူဆရာပဲဟိုတယ်ခန်းထဲမှာမိမတယောက်ကိုတတ်ထားတယ်မိမကကိုတုံးလုံးနဲ့ဆိုတော့မတေခင်ကလူမဆန်တဲ့နှိမ့်ဆက်မှုတွေခံခဲ့ရမှာတေချာတဲ့ကောင်နာကောင်မလေးအမြန်ထွက်ပြေးသွားတယ်သူ့ကြောပြင်ကိုကြည့်ရင်တကူကူတော့မှားနေတယ်လို့ပဲလို့သင်ခံစားမိတယ်ကောင်နာကောင်မလေးတကူလုံးတုံနေရင်ကောင်နာကိုပြန်ပြေးသွားပြီးဖုန်းဆက်တိုင်နဲ့ဟယ်လိုဂျင်းရှိခွေလာရှင်ဒီမှာမကောင်းဆိုးဝါးကူဆရာတယောက်ရှိတယ်သူကဟိုတယ်ခန်းကိုဘုံခွဲရုံနဲ့မကဘူးမိမတယောက်ကိုပါတတ်ထားတယ်မိမကကိုတုံးလုံးနဲ့ဆိုတော့အဲ့ဒီလိုလုတ်ခံရတာဖြစ်နိုင်တယ်ပြီးတော့သူကကျမကိုတိုင်ခိုင်းတာသူထောင်ချောက်ဆင်ထားတာမတေချာဘူးညညလာကြဲကြပါရှင်တခြားတစ်ဖက်မှာတရင်ရတာနဲ့ဂျင်းရှိခွေကချက်ချင်းအလေးနဲ့ထားဆောင်ရွက်တဲ့အဖွဲ့လေးဖွဲ့ကအစင်လေးကူဆရာခေါင်းဆောင်တွေနဲ့အဖွဲ့ဝင်တွေစုစုပေါင်းကူဆရာရာကနန်းလောက်အကုန်ထွက်လာတယ်မြို့ထဲမှာလူနေထူထပ်လို့ထောင်ချောင်မှန်တည်ရင်တောင်သူတို့သွားရမယ်ဒါကဂျင်းရှိခွေရဲ့တာဝန်ပဲတခြားတစ်ဖက်မှာတော့ကတင်ပေါ်လဲပြီး TV သတင်းကိုအေးအေးဆေးဆေးကြည့်နေတဲ့တင်ကတိမ်ညစ်မြို့ရန်စေးရီရဲ့ဂျင်းရှိခွေတစ်ဖွဲ့လုံးလာနေတာကိုလုံးဝမသိဘူး9မိနစ်အကြာမှာရဲကားဒါဇင်လောက်အရက်လေးမျက်နှာကနေရောက်လာကြတယ်ဥဆောင်လာတာကတော့ရခင်ဘဝကတင့်တက်ကိုကဲခဲ့ဘူးတဲ့လင်းဟန်ပဲမကောင်းဆိုးဝါးကူဆရာတိုက်ခိုက်တဲ့နေရာဟိုတယ်ကိုတွေ့ပါပြီးမူလစီစဉ်တိုင်းကျွန်တော်ကပထမဖွဲ့ကိုဥဆောင်ပြီးအထက်ဝင်စူးစမ်းမဲ့တခြားဖွဲ့တွေကပတ်ဝန်းကျင်မှာလုံခြုံရေးယူထားပြီးအချိန်မရွေးကူညီဖို့ပြင်ထားပါမကြခင်မှာပဲတင်ရင်နေခဲ့တဲ့အခန်းကိုသူတို့ရောက်လာကြတယ်ပျက်စီးနေတဲ့အခင်းချင်းကိုကြည့်ပြီးအတွေ့အကြုံရင်းချက်တဲ့လင်းဟန်ကချက်ချင်းကောက်ချက်ချလိုက်တယ်ဒီမှာပျော်ရွှင်မှုကူရေမီကူတို့ရဲ့အငွေ့သက်တွေရှိတယ်ရန်သူကအင်အားအရန်ကြီးတယ်တတိထားကြနေရန်ဘေးကအလောင်းကတော့တားကောင်ဖြစ်လောက်တယ်အဲ့ဒါကိုအရင်မလုံနဲ့ဦးမကောင်းဆိုးဝါးကူဆရာကိုအရင်သွားဖမ်းမယ်တတိကြီးကြီးထားပြီးတင်ခုနေတဲ့အခန်းကိုရောက်လာကြတယ်သူတို့တကားဖြတ်ဝင်ဖို့လုပ်နေတော့မှတင်ကတကားဖွင့်ပြီးထွက်လာကကိုသဘောကျတဲ့အပြုံးနဲ့ပြုံးပြလိုက်တယ်ဟဲလိုညချမ်းမှာစိတ်ဆွမ်းရင်အားကောင်းတဲ့တင်ကသူတို့ရောက်လာတာကိုပထမဆုံးသိနေခဲ့တာပါလင်းဟန်တို့အားလုံးလန့်သွားပြီးမျက်နှာတွေပြောင်းသွားတယ်တိုက်ပွဲပေါင်းများစွာကြုံဘူးတဲ့သူတို့ကတေချာသိတယ်ရေဘူးရအဖြစ်ရန်သူကဒီလိုပြုံးပြီးထွက်လာရင်သူတို့ထောင်ချောက်ထဲမိသွားပြီဆိုတဲ့အတိတ်ပဲသူတို့ဘာမှတွန့်ဆုတ်မနေပဲတပြိုင်နက်ကူပိုးကောင်တွေကိုအသုံးပြုလိုက်တယ်ကိုပေါ်ကနေအယောင်သွေးစုံနေတဲ့အလင်းရောင်တွေထွက်ပေါ်လာပြီးဘာမှခုခံမှုမလုပ်တဲ့တင်ကိုချက်ချင်းဖမ်းချုပ်လိုက်တယ်တင်နေနဲ့ကြောင်သွား
တဲ့နေဦးခေါင်းဆောင်တွေခင်ဗျားတို့ဘာလုပ်နေတာလဲလင်းဟန်ကမျက်လုံးကိုကျင်းလိုက်ပြီးချက်ချင်းတတိယသွားတယ်မင်းညကလမ်းကြားမှာငါ့ကိုနှုတ်ဆက်တာမင်းပဲကူမင်းညကလမ်းကြားမှာမင်းပေါ်လာတာတိုက်ဆိုင်တာမဟုတ်ဘူးပဲမင်းလိုမကောင်းဆိုးဝါးကူဆရာကဒီလောက်ထိပုံကွယ်နေနိုင်မယ်လို့မထင်ထားဘူးတင့်နှက်ခမ်းတွေမတိမတာတွန့်သွားတယ်ငါကမကောင်းဆိုးဝါးကူဆရာတဲ့လားခေါင်းဆောင်ကြည့်ပါလားသူ့ဘာသာဝန်ခံနေပြီးအဲ့ဒီစကားကိုကြားတော့တင်တော်သားထွက်လုံးလို့တွေးရမတက်ဖြစ်သွားအားတယ်လင်းဟန်ကတင့်ပုံစံကိုကြည့်ပြီးတခုခုတော့မှားနေပြီလို့ခံစားမိတယ်တစ်ဖက်လူကမကောင်းဆိုးဝါးကူဆရာဆိုရင်ဘာလို့အဖမ်းခံမှုဒီလိုလွယ်အဖမ်းခံရမှာလဲမင်းကိုရှင်းပြဖို့စက္ကန့်30အချိန်ပေးမယ်မတက်နိုင်တဲ့အစုံဒီညဖြစ်ခဲ့တာတွေကိုအကုန်ပြောပြလိုက်ရတယ်အားလုံးနားထောင်ပြီးနောက်တိတ်ဆိတ်သွားတယ်ပေးနေနေသွားကြည့်လိုက်ဦးမကြခင်မှာပဲပေးနေစစ်ဆေးတာပြီးသွားတယ်ခေါင်းဆောင်အဲ့ဒီမိမကတကယ်မကောင်းဆိုးဝါးကူဆရာပဲမိမရဲ့ကိုယ်တွင်းမှာပျော်ရွှင်မှုကူရနံ့ကူအညိုရောင်မြေခွေးကူတို့ရဲ့အငွေတက်အကျွင်းကြံတွေရှိနေတယ်အရာအားလုံးသူပြောတဲ့အတိုင်းပဲလင်းဟန်တို့မျက်နှာတွေရှက်သွားကြတယ်တောင်းပန်ပါလေငါတို့မင်းကိုအထင်လွဲသွားတာပါဒီအချိန်မှာပဲဘာလို့ဒီလိုဖြစ်သွားလဲဆိုတာတင်းသဘောပေါက်သွားတယ်တေချာပေါက်ကိုစောက်ကျိုးနေကောင်းတာကောင်းပါလေတရင်အမှားပေးလိုက်တာပဲလင်းဟန်ကတခုခုကိုတတိယသွားတယ်မင်းရေမီးကူကိုပေါက်ဆက်ထားတာလားအဆင့်3ရှိလောက်ပြီလားဟုတ်တယ်ဒါပေမဲ့အဆင့်3မဟုတ်ဘူးအဆင့်4ပါအဆင့်4ရေမီးကူလေလားလင်းဟန်တို့အားလုံးအံ့ဩသွားကြတယ်ရေမီးကူကအရန်ထူးကြတယ်အဆင့်ရောက်ကူပိုးကောင်တွေထဲမှာတိုက်ခိုက်ရေးစွမ်းရည်ကထိတ်တန့်အဆင့်ပဲအဆင့်3အပြာရောင်တိုက်ခိုက်ရေးကူပိုးကောင်ရဲ့တိုက်ခိုက်ရေးစွမ်းအားနဲ့တောင်ရှင်းနိုင်တယ်မင်းနောက်ွယ်မှာအဖွဲ့အစည်းရှိမရှိတော့ငါမသိဘူးဒါပေမဲ့မင်းသားချင်းရှိဝေကိုဝင်ဖို့ဆန္ဒရှိရင်ဒီမကောင်းဆိုးဝါးကူဆရာကိုနှိမ့်နေတဲ့ဂုံတိတ်ခါကိုမင်းနာမည်နဲ့တက်ပေးလို့ရတယ်ချင်းရှိဝေတွင်းကစုလက်တွေကအရန်များပြားတယ်မင်းနောက်ွယ်မှာအဖွဲ့အစည်းရှိရင်တော့ထွက်ဖို့စဉ်းစားလို့ရတယ်ငါသွားစကားပြောပေးနိုင်တယ်အခုချိန်မှာချင်းရှိဝေကလူအင်အားအရန်လိုအပ်နေတာဒီလိုစွမ်းထက်တဲ့တိုက်ခိုက်ရေးသမားနဲ့တွေ့နေတာပြီးတော့အရန်လဲငယ်ရွယ်သေးပြီးအလားအလာအရန်ကြီးမှတော့လင်းဟန်ကဘယ်လိုလုပ်လက်လွတ်ခံပါလဲတင်ကချင်းရှိဝေကိုဝင်ဖို့ရည်ရွယ်ထားပြီးသားဖြစ်ပေမဲ့ပုံများတဲ့အကျိုးခံစား권တွေရဖို့အတွက်မျက်နှာထားကိုတည်ငြိမ်စွာထားလိုက်တဲ့ချင်းရှိဝေကိုဝင်ရင်ဘာအကျိုးကျေးဇူးတွေရှိမှလဲငါနောက်ွယ်မှာဘယ်အဖွဲ့အစည်းမှမရှိပါဘူးတင်စိတ်ဝင်စားနေတာကိုမြင်တော့လင်းဟန်ကချက်ချင်းကတိပေးလိုက်တယ်မင်းရဲ့တိုက်ခိုက်ရေးစွမ်းအားအကဲဖြတ်ချက်အရာဝင်လာတာနဲ့မင်းကိုတိုက်ရိုက်အဆင့်3ရှင်းလင်းရေးသမားအဖြစ်ခန့်အပ်ပေးမယ်အပြာရောင်တစ်တာ10လုံးသို့မဟုတ်ခရမ်းရောင်တစ်တာတစ်လုံးနဲ့ငွေတင်ကတက်တန်းချီးမြှင့်မယ်ဒါအပြင်ဒီခေတ်ရဲ့ဂုံတိတ်ခါကိုပါမင်းနာမည်နဲ့မှတ်တမ်းတင်ပေးမယ်မင်းအမတ်တွေအများကြီးရနိုင်ပြီးအတွင်းမှာဈေးကွက်မှာဝယ်လို့မရတဲ့ပစ္စည်းတချို့နဲ့လဲလှယ်နိုင်တယ်ချင်းရှိဝေအတွင်းပိုင်းမှာရှင်းလင်းရေးသမားအဆင့်တက်မှတ်ချက်ကိုတကနေ9အထိခွဲခြားထားတယ်အဆင့်9ကအနည်းဆုံးဖြစ်ပြီးအဆင့်1ကအမြင့်ဆုံးပဲအဆင့်1အထက်မှာအထူးအဆင့်စူပါအဆင့်ဘရင်အဆင့်ဆိုပြီးရှိသေးတယ်တာမန်အားဖြင့်တင်ညမျိုးလိုဒေတာအဆင့်မျိုးမှာအဆင့်3ရှင်းလင်းရေးသမားဆိုတာအရန်မြင့်တဲ့ယာလုတစ်ခုပဲရေဘူးရအားဖြင့်အဆင့်3ရှင်းလင်းရေးသမားဆိုတာအဆင့်3ကူဆရာတွေပဲဖြစ်တယ်လင်းဟန်တော့အဆင့်2ရှင်းလင်းရေးသမားပဲရှိသေးတယ်တင်ညမျိုးချင်းရှိဝေညွှန်ကြားအားရမှုကလည်းအဆင့်1ပဲရှိတယ်တင်းစိတ်ထဲမှာရှင်းရှင်းလင်းလင်းသိတယ်ကိုကအဆင့်2ကူဆရာအနေနဲ့ဒါကလင်းဟန်ဆုံးဖြတ်နိုင်တဲ့အမြင့်ဆုံးကန့်သက်ချက်ပဲဆိုတာကိုတင်ပြုံးလိုက်ပြီးညာလက်ကိုရှေ့ထုတ်ပေးလိုက်တယ်ခေါင်းဆောင်ရင်ကျွန်တော်ဝင်ဖို့ဆန္ဒရှိပါတယ်ကျွန်တော်နာမည်ကကူလင်းကုန်းလင်းပါတင်လင်းဟန်တို့နဲ့အတူဟိုတယ်ပြင်ဘက်ထွက်လာတဲ့အခါအရက်ရှိရှိနဲ့လှပတဲ့အမျိုးသမီးတစ်ယောက်ကအန်အော်ဝမ်းသာစွာနဲ့စီးကြိုလာတယ်ဆရာကူဆရာဒီမှာဘာလုပ်နေတာလဲဆရာကူဆရာရဲ့ကုသမှုကြောင့်ကျမရဲ့လေးစင်နာမောင်းကူကအပြေဝကောင်းမွန်သွားပါပြီကျမဆရာကိုတေချာပေါက်ကျေးဇူးတင်ရပါမယ်စကားပြောနေသူကတော့ဒုတိယအဖွဲ့ရဲ့ဒုခေါင်းဆောင်အဆင့်3ကူဆရာရဲ့ချင်းဤကင်းပဲအားလုံးကအန်အော်တကြီးနဲ့သူတို့နှစ်ယောက်ကိုကြည့်နေကြတယ်ဆရာကူဒါကဘလို့ထူးခြားတဲ့ခေါ်ဝေါ်မှုလဲရဲ့ချင်းကဘေးကအဖွဲ့ဝင်တွေရဲ့တန်တရားဖြစ်နေတဲ့အကြည့်တွေကိုမြင်တော့နေကင်းကကူဆရာလမ်းမကြီးမှာဖြစ်ခဲ့တဲ့ကိစ္စတွေကိုအမြန်ပြောပြလိုက်တယ်သူကနတ်ဆရာဝန်မောချန်၍မိုခဲလီယိုကိုလူပုံအလဲမှာစေးပညာမတတ်ဘူးလို့ဆဲဆိုခဲ့ပြီးချန်ကုမ္ပဏီရဲ့တာကြီးကိုပါထိုးချိတ်ခဲ့တဲ့လျှို့ဝှက်စမ်းကြဲတဲ့လူဖြစ်နေတာကိုလင်းဟန်တို့ပို့ပြီးအံ့ဩသွားတဲ့တင်ကတိုက်ခိုက်ရေးစွမ်းရည်မြင်မာရုံတင်မကဘူးစေးပညာလည်းမြင်မာတဲ့လူတစ်ယောက်တည်းဖြစ်နေမယ်လို့သူတို့မထင်ထားဘူးဒါဆိုငါတို့ယတနာကြီးကောက်ရလိုက်တာပေါ့လင်းဟန်ကလူပုံအလဲမှာချက်ချင်းကြေညာလိုက်တဲ့ကူလင်းကအခုချင်းရှိဝေကလူဖြစ်သွားပြီးမောချန်ယူနဲ့ချန်ကုမ္ပဏီကဘာပဲလုပ်ချင်ချင်းချင်းရှိဝေကအကုန်ရင်ဆိုင်ပေးမဲ့ချန်ကုမ္ပဏီမှာအဆင့်4ကူဆရာရှိပေမဲ့လင်းဟန်ကမောချန်ယူတို့ချန်ကုမ္ပဏီတို့ကိုဘယ်တော့မှဂရုမစိုက်ခဲ့ဘူးပထမအဖွဲ့ကရှီမွန်ကလည်းဟာရဲလိုက်တယ်ငါတို့ချင်းရှိဝေကလူပုံများထိရဲရင်ခေါင်းကိုရိုက်ခွဲပစ်မဲ့ပထမအဖွဲ့ကရဲဖုံးကလည်းခင်မင်နဲ့အပြုံးနဲ့ပြုံးလိုက်တယ်ငါသိမ်းထားတဲ့အပြင်းပုံတွေကိုချန်ကုမ္ပဏီအဆောက်အုံမြေအောက်ခန်းမှာတွားမြုပ်ထားရင်တော်တော်ပြောစရာကောင်းပါပဲနော်တခြားရှင်းလင်းရေးသမားတွေကလည်းဒါကူကြားတော့အားလုံးရင်မောကြတယ်ချင်းရှိဝေကိုဝင်လိုက်ပြီဆိုတာနဲ့မိသားစုတစုလေးဖြစ်သွားပြီးချန်ကုမ္ပဏီနဲ့မောချန်ယူဆိုတာတွေကိုဘယ်သူမှဂရုမစိုက်ကြဘူးတင်ဒါကူကြားတော့စိတ်ထဲမှာနည်းနည်းလေးတော့ကြီးနူးသွားတယ်ချင်းရှိဝေအတွင်းပိုင်းအငွေတက်ကတကယ်ကိုတဟဆာတဖြစ်တယ်သူတို့အထက်ကအများစုကနောက်နှစ်လနေရင်စစ်ပွဲမှာတေဆုံးကြမှာဖြစ်ပေမဲ့သူတို့ကိုတင်ရင်ထဲကနေတကယ်လေးစားမိတယ်ဒုတိယအဖွဲ့ခေါင်းဆောင်ကဒီအချိန်မှာရှေ့ထွက်လာတယ်မင်္ဂလာပါကျွန်တော်ကဒုတိယအဖွဲ့ခေါင်းဆောင်ရှောင်းဟန်စီယိုဟန်ပါအဆင့်4ကူစီယာပါမင်းကချင်းရှိဝေကိုအခုမှဝင်လာဆိုတော့အဖွဲ့မခွဲရသေးဘူးမဟုတ်လားငါတို့ဒုတိယအဖွဲ့ကိုစိတ်ဝင်စားမှုရှိလားရှောင်းဟန်ကပြောရင်းနဲ့ဘေးကရဲချင်းကိုလက်ညှိုးထိုးပြတယ်အလှလေးရဲချင်းကငါတို့ဒုတိယအဖွဲ့ရဲ့ဒုခေါင်းဆောင်လေးမင်းတို့နှစ်ယောက်ပို့ပြီးအမြင်ချင်းဖလှယ်လို့ရတာပေါ့တိုက်ခိုက်ရေးစွမ်းရည်မြင်မာတဲ့ကူစီယာတယောက်သာသူတို့ဒုတိယအဖွဲ့ကိုဝင်လာရင်သူတို့အဖွဲ့ချက်ချင်းထိတ်ဆုံးရောက်သွားမှာပဲရဲချင်းကလည်းအမြန်ပဲခင်မင်နဲ့အပြုံးလေးပြုံးပြတယ်ဆရာကူစီယာသာကျမတို့ဒုတိယအဖွဲ့ကိုဝင်မယ်ဆိုရင်ကျမလမ်းပြလုပ်ပေးပါမယ်ချင်းရှိဝေအတွင်းပိုင်းအခြေအနေတွေကိုတေချာမိတ်ဆက်ပေးပါမယ်ဒီကိစ္စမှာကျမအရန်ကျွမ်းကျင်ပါတယ်ပထမအဖွဲ့ကရှီမုံချက်ချင်းဒေါသထွက်သွားတယ်မင်းတို့ဒုတိယအဖွဲ့မှာပဲအလှလေးရှိတယ်လို့မထင်နဲ့ငါတို့ပထမအဖွဲ့ကပင်းနေကမလှလို့လားတတိယအဖွဲ့ကဝမ်ရဲက6နှစ်ချက်ဟန်လိုက်တယ်ငါတို့တတိယအဖွဲ့ကသူ့အတွက်ပိုတင်တော်မယ်ထင်တယ်ငါတို့စီမှာ3ချိုး6ချိုးတက်ချိုးဝမ်ရဲစကားတော့မဆုံးသေးဘူးရှောင်းဟန်နဲ့ရှီမုံတို့ရဲ့ရက်ဆက်တဲ့အကြည့်တွေကြောင့်ရက်သွားတယ်သူတို့တွေရန်ဖြစ်ကြတော့မဲ့အခြေအနေကိုမြင်တော့လင်းဟန်ကအမြန်ဝင်လာလိုက်တယ်မင်းတို့ဘာတွေလုပ်နေကြတာလဲကူလင်းဘဲဖွဲ့သွားရမယ်ဆိုတာညွှန်ကြားရေးမှူးကစီစဉ်ပေးမှာပါကဲ
ဒီညစစ်စင်ရေးပြီးပြီးအကုန်ပြန်ကြတော့တခြားအဖွဲ့တွေအကုန်ပြန်သွားတဲ့အချိန်မှာလင်းဟန်ကတင့်ကိုရုတ်တရက်လမ်းပြောတယ်ဟိုလေမနှက်ဖြန်ညွှန်ကြားရေးမှူးကမင်းကိုဘယ်အဖွဲ့ဝင်ချင်လဲမေးရင်ငါတို့ပထမအဖွဲ့ကိုပဲရွေးချယ်ပေးဖို့မျှော်လင့်ပါတယ်ငါတို့ပထမအဖွဲ့ကအင်အားအတောင့်တင်းဆုံးအကျိုးခံစားခွင့်အကောင်းဆုံးပဲအရင်းမြစ်တွေခွဲဝေတဲ့နေရာမှာလည်းဦးစားပေးခံရတဲ့မြို့ရဲ့ရုံးချုပ်ကိုပြန်ရောက်တော့လင်းဟန်ကတင့်ကိုလက်ပတ်နိုင်တစ်လုံးပေးတယ်ဒါကချင်းရှိခွေမှာပုံမှန်တာဝန်တွေလက်ခံရယူတဲ့ကိရိယာပဲတာဝန်ပြီးဆုံးသွားရင်တာဝန်ရဲ့ခက်ခဲမှုအပေါ်မူတည်ပြီးလက်ပတ်နိုင်ကအမတ်တွေတွက်ချက်ပေးလိမ့်မယ်အမတ်တွေရဲ့တန်ဖိုးကငွေတင်ကားထက်တစ်ဆင့်ပုံမြင့်တယ်ချင်းရှိခွေအတွင်းမှာအမတ်လုံလောက်ရင်ဘာမဆိုလဲလှယ်လို့ရတယ်လိမ္မော်ရောင်ကူပိုးကောင်တောင်လဲလှယ်လို့ရတယ်ဒါကတင်ချင်းရှိခွေကိုဝင်ဖို့အဓိကအကြောင်းရင်းပဲဒါပေမဲ့တင်ကကူပိုးကောင်လိုက်ကိုလဲလှယ်ဖို့အမတ်တွေအများကြီးသုံးစရာမလိုဘူးအစင်းညင်ကူတက်တာတွေကတင့်အတွက်ရှိနေလို့ပဲ